မော်ထဲမှာကြောက်နေပတ်တဲ့အဖြစ်ပြထူးထူးဆန်းဆန်းလေးတွေတည်းကဒီကောင်းလဲတစ်ခုအပါဝင်ဗျာနည်းနည်းပြောပြမယ်ဗျာနော်အခုမနေ့ကျွန်တော်လက်ဖေးလာတော့တော့ဗျာနော်ကျွန်တော်နဲ့ခင်တဲ့မိတ်ဆွေတယောက်ကနော်ကြောက်လာပြတယ်ဗျာကြောက်တယ်ကဘာလို့အဲ့လောက်ထိကြေမွနေရလဲဆိုတော့ तू ကရက်ခွဲထားရတဲ့အရေးကြောက်ကြီးဘာလို့ရက်ခွဲထားရလဲဆိုတော့အရေးကြောက်ကွာတဲ့ပြတာတဲ့9000ပဲပေးလို့တဲ့စိတ်တူလို့တဲ့ဒဇစီထုခွဲလိုက်တာတဲ့မော်ထဲမှာလည်းဒီလိုအဖြစ်အပျက်လေးကရှိတတ်တယ်ဗျာနော်အဲ့ဒါမှလာတဲ့အစနှစ်စပါတယ်ဗျာဒီကောင်လေးနဲ့ဒီကောင်လေးပေါ့ဗျာနော်ကြောက်တာတမန်အားဖြင့်တော့ရိုးတယ်ဗျာဒါပေမဲ့အရေးနေရာမှာနဲ့တယ်ဗျာကျွန်တော်ပြမယ်နော်ဒီတပွင့်လေးဆိုပဲစိတော့ရနိုင်တယ်ဗောနော်ပဲစိတေးတေးပပလေးတော့ရမှာဗောဗျာနော်ဒီကောင်လေးကတော့နည်းနည်းဂွင်စည်းပုံစံမျိုးလေးရမှာဗျာနော်ကြောက်တာတမန်အားဖြင့်တော့ရိုးတယ်ဗျာဒါပေမဲ့အရေးနေမှာနည်းနည်းလေးနဲ့ချင်တယ်ဗျာနော်ဒီကောင်ကိုမရိုက်ခွဲပဲနဲ့ကွာမိမရအောင်ဒီကြောက်ကတင်းကြီးကြောက်ဆိုလဲဖြစ်နိုင်တယ်ဗော10ကြောက်ဆိုလဲဖြစ်နိုင်တယ်ဗျာနော်ဒါပေမဲ့ဒီကောင်ကရိုက်ဖဲ့လိုက်တယ်ဗျာနော်ရိုက်ဖဲ့ပါလို့လဲဆိုတော့ခင်ဗျားလက်ဆောင်ပေးမဲ့ယူရလိုက်တဲ့မော်ထဲမှာလည်းဒီလိုထူးထူးခြားခြားအဖြစ်ပြက်ရှိတယ်ဗျာနော်ဒီတိုင်းရောင်းရင်9000ပေါ့နော်တေချာလေးကွန်လိုက်တယ်ဖျက်လိုက်တယ်ဆိုရင်တော့10သိန်းနဲ့ရနိုင်တယ်ပေါ့နော်အခုတော့စိတ်ကြိုက်စိတ်ထွက်ပေါက်ပေးပြီးမှရိုက်ခွဲပြီးမှကိုယ်အလကားလာပေးတယ်ဗျာထူးတော့ဆန်းတယ်ဗျာနော်ကြောက်လောကမှာအဖြစ်ပြက်အများကြီးရှိတဲ့ထက်မှာဒါလည်းမှတ်တမ်းတင်စရာတစ်ခုပေါ့ဗျာနော်